လူသားဆန်နေတာတရားတွေဒီတစ်သိန်းနဲ့အတူဘူးရှင်စုံစုံသားသားစီးသိငယ်တယ်တခါမှမမြင်ဘူးတဲ့နေကိုမြင်ကြလို့ပါရေပေါ်မှာမပါတဲ့ကျွန်းတွေပင်လယ်ထဲမှာအများရှိရေထဲကငါ့ကိုဒီထဲမှာပြန်နေတဲ့သိငက်ကဖမ်းယူစားတယ်ဒါတဘာဝပဲလားလက်နဲ့ချက်ချက်တိုးဝင်သွားရင်ဘာတွေကိုမြင်အောင်မလဲကဘာပေါ်မှာမနှက်ဖြံကိုမြင်ရတဲ့နေရာတွေလည်းရှိမနှက်ဖြံကိုမမြင်ရတဲ့နေရာတွေလည်းရှိကိုရောက်နေတဲ့နေရာကိုကိုဟာကိုဒီကိုရင်းကြည့်ရင်မိတ်ဆွေတယောက်ပြောတာသတိရမိတယ်အခန်းတစ်ခန်းလိုချင်တယ်တဲ့အေးစစ်စစ်ဖျားရှိခိုးအမှုလုံတဲ့အခါထိုးအပ်မှုမျိုးသမီးတယောက်ကိုအခမ်းမှုတဲ့ဩလူသားဆန်လိုက်လားကျွန်တော်ဘာထူးလို့လဲအာသာနီကိုလေးစားမယ်ကိုယ်ရမြတ်မယ်တွေကိုပြင်မမယ်ထမင်းဝဝစားခြင်းနဲ့ဒါလည်းလူသားဆန်ခြင်းမျိုးဖြစ်နိုင်ရဲ့ဒါပေမဲ့ရှေ့မှာဂျူးလူမျိုး6တန်းကျော်တည်ခဲ့ပြီးပြီကမ္ဘောဒီးယားပြည်သူ3တန်းကျော်တည်ခဲ့ပြီးပြီဘောအပေါင်းများစွာကိုရှောင်ဖို့လွတ်လပ်မှုရှိမှဖြစ်မယ်ညှို့လင်းချက်တွေဟာလောက်ကြံခံလိုက်ရတယ်အနာဂတ်ကတော့တိုက်ငင်နေတယ်မကြခင်ရှင်ပြန်ထမြောက်လိမ့်မလားစိတ်ကြကြစရာအကြောင်းမရှိနောင်တရစရာအကြောင်းမရှိဟောဒီညတညရဲ့လိုအပ်ချက်ဟာမတက်ဖြစ်နေတာသိကြခဲ့ပြီလာတန်